ကဘာပေါ်မှာရေကန်တစ်ခုလုံးပန်းရောင်နီဖြစ်နေတာကိုတင်ယုံနိုင်ပါသလားဒီဟာကအိမ်မက်မဟုတ်ပါဘူးတကယ့်ကိုတည်ရှိနေတဲ့တဘာဝအံ့ဩဖွယ်တစ်ခုပါ ဒီနေ့မှာတော့ Australia နိုင်ငံ Middle Island မှာရှိတဲ့ Lake Helia လို့ခေါ်တဲ့အန်အောဝယ်ပန်းရောင်နီရေကန်အကြောင်းကိုပြောပြသွားပါမယ် ဒီရေကန်ရဲ့အထူးခြားဆုံးအချက်ကရေကန်တစ်ခုလုံးဟာဆဲချဲထားသလိုပန်းနုပန်းရောင်နီအယောင်ထင်နေတာပါပိုပြီးအံ့ဩစရာကတော့မိုးရွာရင်လည်းနေရောင်ပြင်းရင်လည်းအယောင်မပြောင်းပဲအမြဲတမ်းဒီတိုင်းပဲထင်နေပါတယ် ဒါဟာလူလုထားတာမဟုတ်ပါဘူးဒီရေထဲမှာတဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ဘက်တီးရီးယားနဲ့ algae အမျိုးအစားအချို့ရှိပြီးအဲ့ဒီအရာတွေကပန်းရောင်နီအယောင်ကိုတဘာဝအတိုင်းထုတ်ပေးနေတာပါ လှပလွန်းပေမယ့်ဒီရေကိုတောက်လို့မရပါဘူး ။ဘာကြောင့်လဲဆိုတော့ Lake Helia ဟာစားတဲ့အလွန်မြင့်တဲ့စားရေကန်ဖြစ်ပြီးလူခန္ဓာကိုယ်အတွက်အန္တရာယ်ရှိနိုင်ပါတယ် ဒီအတွက်ကြောင့်ဒီအယောင်ကိုဖြစ်စေတဲ့ဘက်တီးရီးယားနဲ့ algae တွေကြောင့်တောက်သုံးရင်ယောဂဖြစ်စေနိုင်တဲ့အန္တရာယ်လည်းရှိပါတယ် လေရင်ပေါ်ကနေကြည့်လိုက်ရင်အစိမ်းရောင်ထစ်တော်ကြားမှာပန်းရောင်နီရေကန်တစ်ခုထင်ရှားစွာပေါ်နေပြီးတကယ့်ကိုတဘာဝကဖန်တီးထားတဲ့အနုပညာလက်ရာတစ်ခုလိုပါပဲ ။ဒီရေကန်ကိုလူသားတွေက1800ခုနှစ်မှာ Matthew Flinders ပထမဆုံးဂရုရှိခဲ့ပြီးယနေ့အချိန်ထိလည်းသိပ္ပံပညာရှင်များစွာကလည်းသူတေကနာပြုလေ့လာနေစေဖြစ်တယ်လို့သိရပါပြီ ကဘာပေါ်မှာဒီလိုအံ့ဩဖွယ်နေရာတွေနောက်ထပ်ဘယ်လောက်များသေးလဲနောက်ထပ်ထူးခြားတဲ့အရာတွေကဘာပေါ်မှာဘယ်လောက်များရှိနေသည်ကိုသိရှိနိုင်ဖို့အတွက် channel ကို subscribe လုပ်ထားပါဗီဒီယိုကို like လုပ်ထားပါ